စာတင်တိုင်းဖုံချောင်းရောက်တာပေါ့လေကျွန်တော်ဆရာတော်ကြီးဖဖျားရှိတဲ့ကနိုင်ကလေးဦးထဲမှာနောက်ဆုံးအငယ်ဆုံးပြန်တဲ့ဆရာတော်လာမေးတာပေါ့လေပထမဆုံးစာတင်တိုင်းဆိုတော့ကိုကြီးနေအများကြီးပဲလာလေကြောက်ကြည့်ရမလဲလာတော့ဟောင်းရဒီအလန်တရားဆရာတော်ဘာဖုံကြီးစီးကလေးကနေပြီးတော့စာတင်တိုင်းနှစ်ခုရှိတယ်ပေါ့လေအလန်တရားမှာတစ်ခုဟိုဒီကြိုက်ကိုရွာကြိုင်းနာမှာတက်ကဆိုတဲ့စာတင်တစ်ခုရှိတယ်ပေါ့နော်ကျွန်တော်တို့ထူးခြားမှုကဒီကလူကြီးဒီကလည်းတက်လို့နေမြေပဲပေါ့နော်ကျွန်တော်ခုနဆိုတာတို့ဒါဆရာတော်ဘုရားကြီးကိုစီစီတဲကနိုင်ကလီကူထဲမှာအငယ်ဆုံးတူပဲကြံတော့ပေါ့နော်အဲ့ဒီကျွန်တော်အင်တာဗျူးနဲ့တို့ဒီမှာသမင်းကျွေးတော့ပေါ့နော်တက်လို့ချက်တာငပီးမရှိဘူးထင်တယ်ဒါပေမဲ့တို့မှလည်းငပီးကအဲ့လိုမျိုးနှမ်းပန်းနဲ့ပဲပုတ်တဲ့ချက်တဲ့ငပီးရှိတယ်ပေါ့နော်နောက်မှကိုရင်လေးတွေစာတင်သားတွေပေါ့နော်ဒါစာတင်တိုင်းတကယ်အကြီးပဲဟိုဘက်မှာအလန်နေရဖျားကြီးရှိတယ်ဒီဘက်ချက်မှာလည်းနေရဖျားကြီးရှိပါတယ်ဟောလေဘုရားရှိတော့ရပ်လာတော့ရှုပ်တန်နေတယ်ဘောနော်ဟိုနံပါတ်ငါလာထဲဟောအမ်နေနေမယ်နော်မရုပ်ဒီဆင်းစင်ထောင်းနေတယ်ဒီအာတူเขาจะไปเสกไปที่ไหนကောင်းမတဲ့တကယ်ကိုယ်နဲ့ချက်ကျေးဇူးအများကြီးကျွန်တော်တို့ဒါအလန်တရာဆရာတော်ဗဖျားကြီးစီစဉ်ကြတဲ့ကဟိုဒီစီးတဲ့စာတင်တိုင်းပေါ့နော်အလန်တရာဒီနားမှာတစ်ခုပြီးတော့ကြိုက်ကိုရွာကြအဲ့နားမှာတက်ကားဆိုတဲ့စာတင်တိုင်းနှစ်ကြောင်းကြည့်တယ်ပေါ့နော်ဒီနေရာတွေကတော့ဒါတက်လို့စားတဲ့နေမီတွေဖြစ်ပါတယ်ကျွန်တော်ဘွားမှာလည်းဒါပထမဆုံးကြုံတွေ့ရတဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီမှာကျွန်တော်အလန်တရာဖျားကြီးဆိုဟိုအနောက်မှာစီးတယ်ဒီစာတင်တိုင်းတွေလုံးဝပိုးပေါ့နော်ပိုးဆိုမှဒီထဲမှာတချို့ဒါကရင်နေစီးတယ်မုံနေစီးတာမျိုးတွေဒါလူကြီးတွေပြောတယ်ကျွန်တော်ဒီမှာဆရာတော်ဗဖျားကြီးစီစဉ်တဲ့ကနိုင်ကလေးဦးထဲမှာအငယ်ဆုံးတူဦးထဲမှာကျန်တော့မိကုံမင်းနေအနေနဲ့ကျွန်တော်တို့ဒီမှာအကြုံကြားတို့ဒီမှာတက်လို့ထမင်းစားခွင့်ရကျွန်တော်တို့လိုက်ပို့ပေးတဲ့ဆရာကြီးဦးလာအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ပထမဆုံးအတွေ့အကြုံလေးကိုဒီဗီဒီယိုလေးကျွန်တော်ပြောပြတာတွေ့ပါတယ်ဒါကတော့စာတင်တိုင်းဟိုဘက်မှာကျောင်းဆောင်မာကြီးရှိပါတယ်ကျောင်းရတော့အခြေကြီးပဲပေါ့နော်အလန်နေရာမှာပထမဆုံးရောက်ပို့တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်